နှစ်ပေါင်း3000ကြာအောင်လေ့ကျင့်လာခဲ့တဲ့ငါးချင်းတစ်ကောင်ကိုငါးတီကဖမ်းမိလိုက်တယ်ထိုငါးကိုမတက်လိုက်ခင်မှာလူမမာကောင်လေးတစ်ယောက်ကတားဆီးလိုက်ပြီးငါးကိုတနာလို့ကဲခြင်းတယ်လို့ပြောတဲ့အဲ့ဒီကောင်လေးကအပြင်းထန်တာမကြမ်းဖြစ်ပြီးနောက်ထပ်တစ်နှစ်ကျော်ပဲအသက်ရှင်နိုင်မဲ့အခြေအနေပါမိခင်ကတားရဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်တယ်ကောင်လေးကငါးကိုလက်ထဲကင်တဲ့အချိန်မှာငါးကရွှေရောင်လင်းထွက်နေတာကိုမသိလိုက်ဘူးနောက်ပြီးငါးကိုရေကန်ရဲပြန်လွတ်လိုက်တယ်ငါးကထွက်သွားခြင်းမနေပဲအကြေးခွန်တစ်ခုခြံထားခဲ့ပြီးအနာဂတ်မှာကျေးဇူးပြန်ဆက်မယ်လို့ကတိပြုသွားတယ်တနစ်ကြာပြီးနောက်ငါးချင်းကလေ့ကျင့်မှုပြီးမြောက်ပြီးလူသားအဖြစ်ပြောင်းလဲနိုင်ခဲ့တယ်။သူမကအရင်ကကယ်ပေးခဲ့တဲ့ကောင်လေးကိုလိုက်ရှာပေမဲ့ကောင်လေးကတေဆုံးနိုင်တဲ့အခြေအနေထိနာမကျန်းနေပြီဖြစ်တယ်။အဲ့ဒီအချိန်မှာကောင်လေးလေပင်မှာဆွဲထားတဲ့ငါးအကြီးခွန်ကအလင်းထွက်လာပြီးသူမကကောင်လေးရဲ့တည်နေရာကိုခန်းစားမိလိုက်တယ်။အိမ်ရှိရောက်တော့စောင့်ကြပ်သူတွေကတားဆီးပေမဲ့အကြီးခွန်နဲ့သူမရဲ့လက်ကအလင်းပြန်လက်လာတာကကောင်လေးအနေနဲ့ပုံများလာနေကြောင်းပြသနေတယ်။သူမကမန်းနန်းကိုအသုံးပြုပြီးချက်ချင်းတက်ခွဲသွားတယ်။နောက်တစ်ခဏမှာကောင်လေးပေးမှာပေါ်လာပြီးအိမ်တော်ထိန်းလုပ်ထားတဲ့ဆေးခွက်ကိုတွန်းချလိုက်တယ်အဲ့ဒီဆေးကကောင်လေးချီနေကိုပိုဆိုးစေမယ်လို့ပြောတယ်အိမ်တော်ထိန်းကမကျေနပ်ပဲသူမကိုမောင်းထုံးမဲ့အချိန်သူမကမိခင်ရဲ့လက်ကိုစုပ်ကင်ပြီးကိုယ်တိုင်ကတစ်နှစ်အရင်ကကဲခဲတဲ့ငါးချင်းဖြစ်ကြောင်းပြောပြီးကောင်လေးကိုနိုးစေနိုင်တယ်လို့ဆိုတယ်မိခင်ကအံ့ဩသွားပေမဲ့အိမ်တော်ထိန်းကတော့လူလိမ်လို့ထင်နေတယ်အဲ့ဒီအချိန်မှာသူမကအယောင်ခုနှစ်ယောက်ရှိတဲ့ဂျာပန်ကိုထုတ်ပြလိုက်တယ်ဆေးဆရာကချက်ချင်းတီးလိုက်ပြီးအဲ့ဒါဟာတေခါနီးသူကိုတောင်ပြန်လဲတက်ရှင်စေနိုင်တဲ့တရုတ်ရှေးဟောင်းဆေးဝါးဖြစ်တယ်လို့ပြောတယ်သူမကမနန်းကိုအသုံးပြုပြီးကောင်လေးကိုကြာပန်းကိုစားစေလိုက်တယ်ချက်ချင်းကောင်လေးခန္ဓာကိုယ်ကိုရွှေရောင်လင်းဖုံးလွှမ်းသွားပြီးခဏအကြာမှာမျက်လုံးဖွင့်လာခဲ့တယ်အားလုံးအံ့ဩသွားကြပြီးမိခင်ကဝမ်းသာလုံးလို့မျက်ရည်ပါကျခဲ့တယ်